မင်္ဂလာပါရှင်ပူဝါလေးတွေပေါ့နော်ထပ်ရောက်ပါတယ်ရှင်ထပ်ရောက်တော့ညီမတို့နောက်ထပ်မှာထားတဲ့ပူဝါလေးတွေကလေယောဂီလေးရဲ့တခြားရောင်လေးတွေပါတယ်ပေါ့နော်ဒါပေမဲ့လောလောဆယ်ညီမပြီးတဲ့နောက်လေးတွေပုတ်ခိုင်းနေတယ်အမတားကြီးပေါ့နော်အမတွေအစာကြီးစောင့်နေရမှာကြောက်လို့ပေါ့နော်ပုတ်ခိုင်းလိုက်တယ်ဆိုဘာလေးတွေပါလဲဆိုတော့လောလောဆယ်တော့အဖွေးလေးတွေဒါချော့ဖြူပေါ့နော်ချော့ဖြူလောကအဖွေးပတ်လေးတွေလောကရှိပါတယ်ဆိုတော့ဆက်ချင်မှထားတဲ့မမလေးဟိုလိုညီမမိတ်ကကြိုက်ဒီလိုအပ်ပေးပါမယ်ရှင့်မိကကြိုက်ဒီလိုအပ်ပေးပါအောက်မှာတရားကိုဖြစ်နေတယ်ချော့ဖြူရယ်မရတဲ့ရရဲ့အရေးဆွဲထုတ်လိုက်မယ်နော်ဟာတဘာဝဖြူလေးအဲ့လိုချော့ဖြူရယ်ဘာဖြူရဲ့နေရာလောလောဆယ်ရစ်ကန်ကပြီးတယ်ဆိုတော့လေညီမပြီးတဲ့လောက်လေးပုတ်ခိုင်းထားပါတယ်ရှင်ပြီးတဲ့လောက်လေးပုတ်ခိုင်းထားတော့ချော့ဖြူရယ်တဘာဝဖြူလေးရယ်ကိုညီမမထားတဲ့အမားတွေကိုမနစ်ဖြာကြိုက်အကုန်လုံးကိုဒလီအပ်ပေးပါမယ်ရှင်အဲ့ဒါလေးကိုပြပေးတာပါရှင်ဒီတခြားရောင်လေးတွေကကြတော့ခက်နေတယ်ဆိုတော့လေလောလောဆယ်ဒါလေးကိုပြီးတဲ့လောက်လေးအရေးပုတ်ခိုင်းလိုက်တာဆိုတော့ချော့ဖြူလို့တဘာဝဖြူလို့ပေးထားတဲ့အော်ဒါအပ်ထားတဲ့မမတွေဆိုရင်ညီမတဘာဝဖြူရဲချော့ဖြူရဲကိုမိခါကြရဲဒလီအပ်ပေးပါမယ်ရှင်တခြားရောင်လေးတွေကိုယောဂီညူလေးထဲမှာထားတဲ့မမတွေရှိပါတယ်ရှင်ယောဂီမှာထားတဲ့မမတွေဆိုရင်လည်းပဲထဝေလာတာနဲ့ချက်ချင်းညီမဒလီအပ်ပေးပါမယ်ရှင်အချိန်လေးတစ်ခုစောက်ပေးတဲ့အတွက်လည်းကိုချစ်ရတဲ့အမတွေအားလုံးကျေးဇူးများတင်ပါတယ်ရှင်အဲ့ဒါညီမမိခါကြဒလီအပ်ပေးမယ်နော်အရာလေးလေးရောက်ရတဲ့အတွက်ကြောင့်မို့မိခါကြအပ်ပေးပါမယ်ရှင်ကျေးဇူးများတင်ပါတယ်ရှင်